သက်တစ်နှစ်မပြည့်သေးတဲ့ကလေးကိုဘာတွေမကြွေးတင်ဘူးလဲအသက်6လအောက်ကလေးတွေကိုရေတောင်မတိုက်တင်မဲ့မိခင်တို့တစ်မျိုးတည်းသာတိုက်တင်နေဆိုပေမဲ့6လကျော်လာပြီးတော့တစ်နှစ်မပြည့်သေးခင်ကလေးတွေကိုဘာတွေမကြွေးတင်ဘူးလဲဆိုတာပြောပြပေးပါရစေနံပါတ်1ပြားရည်မှာရှိနေနိုင်တဲ့ဘက်တီးရီးယားတစ်မျိုးကိုတစ်နှစ်အောက်ကလေးတွေရဲ့စာအိမ်ကခြေပြတ်နိုင်စွမ်းမရှိသေးလို့ infant botulism လို့ခေါ်တဲ့ရောဂါတစ်မျိုးဖြစ်ပွားတတ်ပါတယ်နံပါတ်2နွားနိုမိခင်တို့ရဲ့ဒါမှမဟုတ်ကလေးတွေအတွက်တီးတန့်ထုတ်လုပ်ထားတဲ့ formula အမုံကိုဒါတိုက်တင်ပါတယ်ထို့သောမဟုတ်ရင်တော့အစာမကြေခြင်းဓာတ်မတည့်ခြင်းတို့ဖြစ်ပွားနိုင်ပါတယ်နံပါတ်3စားကဲ့သို့အရသာမှုများတစ်နှစ်အောက်ကလေးငယ်များရဲ့ကြောက်ကစားပမာဏအများကြီးကိုတန့်စင်ပေးနိုင်စွမ်းမရှိသေးပါဘူးနံပါတ်4တခြားပါဝင်မှုများသောစားအစာများကလေးငယ်များကိုတခြားပါဝင်မှုများသောစားအစာများကျွေးခြင်းကကလေးငယ်များရဲ့စားသောက်မှုပုံစံကိုငယ်ငယ်ကလေးကပျက်စီးစေနိုင်ပါတယ်။တီးဖြော်ရည်များကတော့တခြားပါဝင်မှုများတဲ့အတွက်မတိုက်သင့်သေးပါဘူး။နံပါတ်5ကလေးများစားရင်စိတ်မပြေသောအရွယ်အစားရှိသည့်စားအစာများကလေးများစားရင်အတွက်စားအစာများကိုကြိတ်ချီပြီးကျွေးခြင်းနဲ့တင့်တော်တဲ့အရွယ်အစားတတိလေးများလုပ်ရင်ကျွေးခြင်းကိုပြုလုပ်သင့်ပါတယ်။သို့မဟုတ်ရင်အစာနှင်းခြင်းဖြစ်ပွားနိုင်ပါတယ်။ရှေ့ကပြောသွားတဲ့အချက်လေးတွေကိုလိုက်နာပြီးတော့ကလေးလေးတွေစားဖို့အတွက်စနစ်တကျပြင်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်နော်။စားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့သုံးဝင်တဲ့နည်းလမ်းတွေအတွက် Foodcast Page လေးကို like and follow လုပ်ထားကြအောင်နော်။